ဒီနေ့ကတော့ချစ်တဲ့ကြောင့်လည်းပြောမှာမဟုတ်ပါဘူးလိပ်ပြာခေါင်ပုတ်တာတို့အမြင့်ပုတ်တာတွေကိုပတ်သက်ပြီးတော့ပြပြမှာဖြစ်ပါတယ်ဗီဒီယိုလေးနဲ့ပေါ့နော်စာနဲ့ရေးပြီးတာရှိရဲဒါပေမဲ့ဒါဗီဒီယိုလေးနဲ့လက်တွေ့ပြပြမှာပေါ့နော်ခေါင်ပုတ်တာသူကpartially ပေါ့နော်တဝက်တစ်ပြက်ဒဲမဲ့ပိတ်ပုတ်သွားတာလည်းရှိတယ်လို့ပေါ့နော်ထိတ်အောက်လေးတော့ကြံသေးရပေါ့နော်ဒီလိုမျိုးအပေါ်ပိုင်းလေးပဲပုတ်ပြီးအောက်ပိုင်းကြံနေတာရှိတယ်ဒီလိုမျိုးဒီပင်ဆိုလို့ရှိရင်လုံးဝပေါ်ပိုင်းကလုံးပုတ်သွားပါတော့အဲ့လိုမျိုးပါရှိရပေါ့နော်ခေါင်ပုတ်တာဘာကြောင့်ပုတ်တယ်လဲဆိုလို့ရှိရင်သူကဘက်ထရီယာပုတ်ရောဂါပေါ့နော်တခါကျရင်လည်းလို့ရှိရင်လည်းဘက်ထရီယာကြောင့်ဖြစ်တခါကျလို့ရှိရင်လည်းနေလောင်နေပေါ့နော်ဒီခေါင်ထိတ်တွေမှာရေကြံမယ်အဲ့ဒီမှာနေရပြင်းလာတဲ့ခါကျလို့ရှိရင်ပုတ်တက်တယ်နောက်တစ်ခုကကျဆက်ပြရေးတာဒီအပြင်ကကျဆက်ပြရေးကြာပါကျွန်တော်ကလေဆက်ပြရေးခေါင်ထဲအဝတ်လန်းနဲ့ဖြစ်သွားတဲ့ခါကျတော့အဲ့လိုမျိုးပုတ်သွားတာအဲ့လိုပုတ်တယ်ပေါ့နော်အဲ့တော့ပုတ်တဲ့ခါကျတော့ရှင်ကျွန်တော်တို့လောက်ရမှာအဆင့်၄ဆင့်ရှိမယ်ပထမအဆင့်ကကျတော့တို့ရည်ရပုတ်တာတွေကိုအကုန်လုံးပြောင်းသွားပါတော့ညက်ပြစ်မယ်နော်ခေါင်တွေအကုန်လုံးရည်ရည်ပေါ့နော်ရည်ရည်အကုန်လုံးဖယ်ရှားပေးမယ်နံပါတ်1ကတော့မိုးစည်းပေါ့နော်မိုးစည်းလေးဖြန်းပေးပေါ့နော်မိုးစည်းလေးဖြန်းပေးရမယ်မိုးစည်းပုရစည်းပေါ့နော်အဲ့ဒါသုံးပေးရမယ်နံပါတ်3ချက်ကတော့သူကရေဖြတ်ပေးရပါတော့ဒီအဓိကတော့ဒီဖြတ်ထားတဲ့နေရာကနေရေဝင်သွားမှာဆိုလို့လေရေဝင်ပြီးတော့ဆက်ပုတ်မှာဆိုလို့ကျွန်တော်က3ရက်လောက်ကတော့ရေဖြတ်ပေးပါတယ်ဗျာနော်ဒါဆိုလို့ကျွန်တော်တစ်ခါချက်ချင်းခံတယ်ပေါ့နော်အဲ့တော့ဆက်ပြီးရမပုတ်တော့လေအနာကျက်သွားပေါ့နော်ပြောချင်တာအနာကျက်သွားတယ်နံပါတ်4အချက်ကတော့9ရက်ချက်တစ်ခါအပင်အားလေးယူမယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့လူမျိုးလေးအပင်သေးလေးကိုရပါဖြစ်ပါတယ်เนาะအဓိကအမြင့်ကလေးလည်းကောင်းနေဖို့လိုရယ်เนาะဒါဆိုရင်တရုပ်လေးပြလေးပေါ့နော်တရုပ်လေးပြလေးခေါင်းပုတ်သွားတယ်အယောင်လာလို့ပေါ့နော်မွေးထားတာဒီမှာအပင်ပြန်ထွက်လာပြီပေါ့နော်အဲ့လိုပါအမြင့်ကလည်းကောင်းအောင်ပါတကယ်လို့အမြင့်မကောင်းဆိုလည်းအမြင့်ဟိုလဲပေးရရင်ပေါ့နော်ကဲအမြင့်ပုတ်တဲ့ကြောင်ကိုပြပြပေးမယ်အမြင့်ပုတ်လို့ရှိရင်ဘယ်လိုလုပ်ရမလဲပေါ့နော်အမြင့်ဒီ6တယ်ပုတ်တယ်ဆိုလို့ရှိရင်ရင်ငတ်မယ်အရွက်တွေပြော့လာမယ်ပေါ့နော်အဲ့ဒါချင်းကြလို့ရှိရင်ဖြစ်မနေအမြင့်ကလေးတွေကိုအမြင့်6တာတွေညှစ်ဖြတ်လိုက်ပေါ့နော်မမျောနဲ့အမြင့်ကလေးနည်းနည်းပဲခြံထားလိုက်ပေါ့နော်ပြီးရင်ညှပ်ပလိုက်ရွက်ကလေးတွေရေးတခြားဆေးမယ်ဒါကတော့အဆူဓာတ်ရအောင်အောက်ကဖော်ထုံးခံတာပေါ့နော်ဖော်ထုံးခံတယ်အပြင်ခေါ်လေးတစ်ခုတည်းကိုထည့်မယ်ပြီးရင်ရေလေးထည့်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်အပင်လေးကိုအပေါ်နဲ့တင်ထားမယ်အဲ့မှာရေရအငွေ့ပြန်လိမ့်မယ်ဗျအဲ့လိုပြန်လို့ရှိရင်ဒီအရွက်ကလေးတွေပါဆူဓာတ်ရအောင်လို့အပေါ်ကနေကျွန်တော်တို့ plastic ပြန်ဖုံးမယ်ပေါ့နော်အဲ့ဒါဆိုရင် okay မှာဆိုပြီးသွားပြီပေါ့နော်အဲ့ဒါကကျွန်တော်ဆိုရင်တော့ကျွန်တော်လုပ်ကြည့်ရအောင်လေ9ရက်တစ်ခါတစ်ပတ်တစ်ခါလောက်ကတော့အဲ့အဖုံးပြန်ဖွင့်ပေးရတယ်ဗျမို့လို့ရှိရင်အထဲမှာလေလှောင်ဟိုအရင်ငွေနဲ့လေအရန်ပိတ်သွားပါတော့ okay result လေးတစ်ခုကြည့် result လေးကိုကြည့်ကြမယ်ပေါ့နော်ဒီလိုနေထားလိုက်ရပါပေါ့နော် okay ပါဒါလုပ်ကြည့်ရင်လေဖြစ်ပါတယ်ဗျာနော်အောက်က follow မခံပါနဲ့ကျွန်တော်တို့ချင်းတို့ထဲမှာထည့်ပြီးစိုက်လို့ရှိရင်လေရပါတယ်အခုဗီဒီယိုထဲမှာပြပေးသွားတယ်မိုးစီပေါ့နော်ထွေးတုပ်ကို2000မိုးစီလည်းရှိမယ်ပြီးအမြင့်စီလည်းရှိမယ်အမြင့်စီကတပူကို4000ပေါ့နော်အပြင်အားစီလည်းရှိပါတယ်အစုံရှိပါတယ်ဒီဗီဒီယိုကြည့်ပြီးရင် like and share လုပ်ပေးပါဦးနော်ကျေးဇူးများတင်ပါတယ်ဗျ